ပီတာဟာထူးဆန်းတဲ့ကြောက်တုံးတုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာလက်ဖွားနဲ့ကြောက်တုံးရဲ့မျက်နှာပြင်မှာပေချန်နေတဲ့ဖုံများကိုတုပ်လိုက်ပါတယ်။ကင်ကြည့်လိုက်တဲ့အခါချောမွေ့ပြီးရွှေရောင်တန်းနေတာကိုတွေ့ရှိခဲ့ပါတယ်။အဝေးမှာရှိနေတဲ့သူ့ရဲ့တငယ်ချင်းကိုလှမ်းကြည့်လိုက်ပါတယ်။သူခဏလောက်တုံးဆုံနေပြီးမှသူတွေ့ရှိတာကိုခေါ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။တငယ်ချင်းတစ်သူကရှောက်လာပြီးကြည့်တော့ရွှေနဲ့တူတယ်လို့ပြောပါတယ်။ရွှေဟုတ်မဟုတ်ကိုစမ်းသပ်ဖို့မီးချစ်ကိုချက်ချင်းထုတ်ယူလိုက်ကမီးနဲ့အပူပေးပြီးနောက်ကြောက်တုံးကအယောင်ပြောင်းလဲမှုမရှိပါဘူး။နေရောက်သားအကြည့်ချင်းဖလှယ်ပြီးနောက်မြေတူးတဲ့ကိရိယာတွေကိုချက်ချင်းယူကဒူးဖော်ကြပါတော့တယ်။ရွှေတုံးကြီးကတူးလေလေပိုပိုပြီးကြီးမားလာပါတယ်။အောက်ဆုံးဒီကိုမမြင်ဟာသေးတာကြောင့်ကားမောင်းတဲ့သူကရွှေတုံးကြီးကိုကားနဲ့ရွှေရန်အကြံပြုပါတယ်။သူတို့နှစ်ယောက်ကျိုးတစ်ကြောင်းကိုယူပြီးကားနဲ့အတူဆွဲထုတ်ရန်စ조사ပေးမိလေကျိုးကအလေးချိန်ကိုမခံနိုင်လို့ပြတ်တောက်သွားခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ကားမောင်းတဲ့သူကကားပေါ်မှာဒေါသတကြီးဆင်းလာပြီးသူတို့ဟာပိုပြီးအားစိတ်ကတူးဖို့ကလွဲပြီးအခြားရွေးချယ်စရာမရှိတော့ပါဘူး။မြေကြီးကိုတူးရင်းနဲ့ပဲအချိန်ကကုန်လွန်နေပါတယ်။နေဝင်းတော့ပေမဲ့ရွှေတုံးကြီးကမြေကြီးထဲမှာပဲနှက်ဆိုင်စွာရှိနေစေပါသူတို့နှစ်ယောက်ဟာထင်းအချို့ကိုစူဆောင်းကစာလောင်နေတဲ့ဝမ်ဘလွေဝမ်အန်တဲ့မှာတားဆီးရန်မိဘုံတစ်ခုထိုးညိုက်ကသူတို့ရဲ့မယုံနိုင်လောက်အောင်ကံကောင်းခြင်းကိုပြောကြကပျော်ရွှင်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ဟာရွှေတွေကိုဘလို့ထုတ်ယူရမလဲဆိုတာကိုစဉ်းစားနေရတော့မှာကားမောင်းတဲ့သူကအစီအစဉ်တစ်ခုကိုအကြံပြုခဲ့ပါတယ်။တယောက်ကရွှေတွေကိုစောင့်ကြပ်ဖို့နေခဲ့ပြီးနောက်တစ်ယောက်ကတူးဖော်ရေးကားတစ်စီးသွားယူရမယ်။ခကြီးက9ရက်ကြာမှဖြစ်ပြီးအဲ့ဒီအတော်အတွင်းရွှေတုံးကြီးကိုစောင့်ကြံခဲ့တဲ့သူကတဲခန္ဓာရောက်ထဲမှာတယောက်တည်းနေခဲ့ရမှာပါ။နှစ်ယောက်စလုံးကနေချင်းကြပါတယ်။ကားမောင်းတဲ့သူကတဲခန္ဓာရထဲမှာရှင်တန်ဖို့အတွေ့အကြုံရှိတယ်လို့ပြောပြီးပီတာကိုတူးဖော်ရေးကားတစ်စီးသွားယူတင်တယ်လို့အကြံပြုခဲ့ပေမဲ့ပီတာကအဆောင်ကြံနေခဲ့ဖို့ကိုအတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ကားမောင်းတဲ့သူကနောက်ဆုံးတော့လက်လျှော်လိုက်ပါတယ်။နောက်ကနေ့မှာရေနဲ့အစားအစာတွေဝင်ကနေတော့ကားမောင်းတဲ့တယောက်ကရေအများစုကိုယူသွားပြီးကားရဲ့အေးပေးစနစ်ကရေအများပြားလိုအပ်တယ်လို့ပြောပါတယ်။ထွက်ခွာမသွားခင်ပီတာကိုဂျိုးတူဖုံးတစ်လုံးပစ်ပေးလိုက်ပါတယ်။ပီတာကရွှေစားအနှဲငယ်ကိုကောက်ယူပြီးတဲငယ်လေးတစ်လုံးဆောက်ကသူ့ရဲ့တငယ်ချင်းတင်လာတာကိုစောင့်ဆိုင်လိုနေပါတယ်။ပထမညကဘာမှမထူးခြားပါဘူး။သူမှာအစားအစာနဲ့ရေရှိပေမဲ့ကြောက်ရွံ့မှုကသူ့ကိုအနှဲငယ်ဖုံးလွှားနေပါတယ်။တားရဲ့တရင်ဆန်းတွေရဲ့အော်သန်ဒီကသူ့ပတ်ဝန်းကျင်မှာအဆက်မပြတ်ပဲ့တင်ထန်နေပါတယ်။တချက်မားလိုက်တာနဲ့သူတို့ရဲ့သားကောင်ထင်လာနိုင်တာပါ။ဒုတိယနေ့မှာပီတာဟာပူပြောင်းတဲ့နေရောင်အောက်မှာနိုးလာခဲ့ပါတယ်။သူ့ရေဘူးကိုဖွင့်ပြီးတငုံတောက်ဖို့ကြိုးစားပေမဲ့တုံ့ဆုပ်ပြီးအဖောက်ကိုပြန်ပိတ်လိုက်ပါတယ်။ရေငတ်ခံကရေကိုနောက်ရက်တွေအတွက်ကြမ်းအောင်ရေငတ်ခံနေရပါတယ်။ထင်းချောက်ရှာဖွေနေတော့ပြတ်ကျသွားတဲ့ခရီးတန်လီရင်ရဲ့အပြက်စီးတွေကိုတွေးလိုက်ပါတယ်။ရွှေတုံးကြီးအနားကိုလီရင်ရဲ့အပိုင်းစားအချို့ကိုဆွဲလာပြီးအရိတ်ကောင်းကောင်းရစေရန်အတွက်အဝတ်အစားအများကိုပိုကောင်းပြီးရိုးရှင်းတဲ့တဲငယ်လေးတစ်လုံးနဲ့စောက်လိုက်ပါတယ်။တဲရဲ့ပရင်ပေါက်မှာရွှေတွေကိုစောင့်ကြည့်ပြီးနောက်ဆုံးတော့အေးချမ်းစွာအိတ်ဆက်အနားယူနိုင်ခဲ့ပါတယ်။ခဏအကြာမှာပီတာဟာဂျိုးသူ့ဖုံးရဲ့မြင်သန်းကြောင့်လန်နိုးလာခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းကသတင်းစိုးတွေကိုပြောပြလာပါတယ်။မြေတူးတဲ့ဇက်ကအရန်လေလွန်းလို့တဲယူပို့ဆောင်ခြင်းပိုလိုအပ်တယ်။နောက်ထပ်ရက်အနေငယ်ဆောင်ရလိမ့်မယ်။သူ့ရဲ့တငယ်ချင်းကပီတာကိုလက်မလျှော့ဖို့ရွှေတွေကိုဘေးလိုနီးနဲ့မဟုတ်ကာကွယ်ဖို့တိုက်တွန်းနေပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးကနေထရက်ကားတစ်စီးဖြတ်သွားတာကိုမြင်လိုက်ပါတယ်။ပင်ပန်းနှွမ်းနေတဲ့ပီတာကထွက်သွားပြီးအကူကြီးတောင်းတော်မှုထွက်သွားပေမဲ့သူတုံ့ဆုတ်သွားပါတယ်။အကြောင်းကတော့လောဘကသူ့ကိုအနိုင်ယူသွားတာပါ။ဒါပေမဲ့နောက်တစ်ခဏမှာပဲသူရွေးချယ်မှုကိုနောင်တလာသွားပါတယ်။ဝမ်ဘလွေအုပ်တစ်ခုရုတ်တရက်ပေါ်လာပြီးသူ့ကိုဝိုင်းယွန်ထားပါတယ်။ဖုန်းထဲမှာသူ့ရဲ့တငယ်ချင်းကသူရောက်တော်မယ်လို့ပြောလိုက်ပါတယ်။အနီးနားကတောင်ထိပ်ကြီးမှာသူ့ရဲ့တငယ်ချင်းဖြစ်သူကအဝေးကြည့်မှန်ပြုံးနဲ့သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေတာကိုသူကမသိရှာပါဘူး။ပီတာအော်ဟစ်ရဲနဲ့သူ့ရဲ့တငယ်ချင်းကိုအကူအညီရလိုရရင်တောင်းဆိုနေပါတယ်။အဲ့ဒီအချိန်မှာပီတာဟာဝမ်ဘလွေတွေကိုပြန်လဲတိုက်ခိုက်ဖို့အားအင်တွေအရန်နှဲသွားခဲ့ပါပြီ။သူဟာဝမ်ဘလွေရဲ့သားကောင်ဖြစ်ခဲ့တာပါ။သူဟာရွှေတွေကိုတေတဲ့အထိစောင့်ရှောက်ခဲ့ပေမဲ့အခုလိုအဆုံးသတ်နေပဲရင်ဆိုင်ခဲ့ရပါတယ်။